ကြော်နေဆိုတာဖေတိုက်လို့လားကြော်အကောင်ကြော်နေရော3ကောင်တော့ရောနေချတိုက်တော့ဟုတ်တယ်မင်းမှန်နေဟောတိုက်တော့အစမ်းရှင်ဟုတ်ပါပြီယူဆောင်မစောခင်ကျွန်တော်ယူဆောင်ရဲ့ hero guide လေးလုပ်ပေးသွားမှာပါနော်ကျွန်တော် let's go ယူဆောင် passive တွေဘယ်လိုလုပ်တယ်ယူဆောင် space တွေဘယ်လိုလုပ်ဆိုကျွန်တော်ကျိုးတာယူထိလိုက်ရအောင်ဗျရန်ကြီးရှိဝေးတွေမတွေ့ဘူး passive တက်5ချက်ခုတ်ရင် passive ပွင့်မယ် space 1 2ပေါင်းပြီးတော့3မယ်ဆိုရင် passive ပွင့်မယ် space 3တောင်းမယ်ဆိုရင် space 3နေဆိုရင်တော့ကျွန်တော်၄ပုံမှာ revive 6 second တော့ stand နေမယ် enemy နဲ့အဲ့ကြားထဲမှာ touch pool တို့ဘာလို့ထည့်ထား hero တွေပါလေဆိုတော့ flair ဘာညာခုံအောင်လို့ရတယ် blink ပိုင်း hero ဆို blink ပိုင်းခုံအောင်လို့ရတယ် dragon form မှာကျတော့ dragon form လောက်သွားတဲ့ခါကျ CC အမျိုးဖြစ်မယ်ဘာ stand နဲ့မှလာပြီးတော့ stand လို့မရဘူးအဲ့ကြားထဲမှာ dragon ပြောင်းနေတဲ့အချိန်တွင်းမှာကျွန်တော်ထက် HP 2000ကျော်ပေါ့နော်အဲ့မှာ2092 HP up ထပ်ဆောင်အပို့ထည့်ရမယ်ပေါ့နော် bonus packet အနေနဲ့ယူဆောင်ရဲ့လိုအပ်ချက်တစ်ခုနဲ့ 2RD dragon form ပြန်ပြီးတော့ဆင်းလာတဲ့အချိန်လေးမှာကျွန်တော်တို့ immune တစ်ခုတက်ပါတယ်အောင်နော်ဟိုပြောပြမယ် space immune နောက်တစ်ခုထပ်ပါပါတယ် immune ကြတော့ဒီ damage ပေးလို့များ immune ပေါ့နော် confirm နေပြီးတော့ပြန်ပြီးတော့ဆင်းလာတဲ့အချိန်မှာ Harley RD တို့အဲ့ DG stand နဲ့ space 2တွေ Franco J တွေဘာညာဟိုအဲ့ tower damage တွေအားဆိုအကုန်လုံး immune လို့ရတယ်ကဲတင်းတော့လည်းဒီဘွားကြီးရှင်းပြတင်းတော့လည်းရှင်းပြပြီးသွားပြီဆိုတော့ကျွန်တော်လက်ဆိုကျွန်တော် game play ကိုသွားကြည့်လိုက်အောင်ယူဆောင်ဆိုတာ Ali King ဆိုတာ Ali မှာလုံးဝဘယင်မဲ့ဟို first flight game လို့လည်းပြောလို့ရတယ်ဆိုတော့ကဲကျွန်တော်တိုင်းတော့ AC လေးပဲတက်မယ်ဆိုဘယ်လိုတက်မယ်ကျွန်တော် create ကိုကျွန်တော်စားကွာ spell 1 2ဒီတော့ကြောက်ယူမယ်ပျော်သူ spell ကုန်လာခဏစားပြီးတော့မှ party ဘဲမှာညာရှိဆို carry AC လေးပဲတက်လိုက်ဟဲဘာညာဟုတ်ဟာဂျပူးမ flame show နဲ့လှမ်းကောက်တာနောက်ကျသွားပြီဂျပူးမရဲ့အဲ့နတ်တန်ဟုတ်တယ်ဟာရဟောပြေးသွားပြီAC ငါ့လှုပ်လိုက်ညောင်ဒီမှာအာတီဘရောဒေါန်ဖောင်လေးနဲ့ AC လိုက်ပြီးတော့တက်လိုက်မယ်ချီဦးတွေမတွေ့ဘူးဟုတ်တယ်နော်တက်လာညာရောက်ရင်အနောက်မှာလေပင်းမြောင်းကောင်မကြီးပါလာပြီးရောက်ရင်လေပင်းမြောင်းရတယ် AC လေးပဲ spectrum predefine နဲ့ AC လေးခဲပြီးတော့ပဲတက်လိုက်တော့ဟုတ်တယ်ခုနှစ်ပြုတ်ဖမ်းပြီးတာနှစ်ကောင် AC လေးပဲ spectrum လေး AC လေးခဲလေးကောက်လိုက်မယ်နော်ပထမဝဲမှာတော့ကျွန်တော်တို့ဘာမှတော့တိတ်လုံးလိုက်ကြတာမလုပ်ဘူးဗျဆိုတော့ enemy ပဲနှုတ်လို့လားကိုယ်ပဲကျန်းနေအောင်တော့မတီးဘူးပထမဝင်လေးစတာရတို့ဗီဒီယိုသားပဲကဲနောက်တစ်ပွဲလေးဆက်လိုက်အောင်ဗျနောက်ဘက်မှာတော့ကျွန်တော်ဆန်းရန် EAP နဲ့ထိရမှာပါနော်အားမျိုးလည်းမကြောက်နဲ့ဆန်းဆိုတာလည်းငင်နိုင်မယ်ယူဆောင်တက်ကဘေးဟီရိုဖြစ်ငင်နိုင်လို့ဖြစ်နေတာဆိုတော့ EC ပဲလေကြီးတာမလေးနည်းနည်းပါလောက်တော့အားလေးပိုင်းမှာဘာမှပဲတကြီးမှဖြစ်သွားတယ်ရောင်ကိုဘတန်ထိုးတယ်ရောင်ကြီး flower လေးတနာပါတယ်ရောင်ကြီးဝင်နေပြူလေးကအတော်လေးကိုရောင်တော်လေးတတ်တယ်ကိုရောက်ကြီးမြန်မာလူကြီးတွေဝင်ယူတယ်ဒါမရဘူးကိုရဲ့ EPC ရပဲနောက်ဆုံးတတ်တယ်လေးရလောက်ဝိုင်းနေပဲတရောင်းသားလိုမျိုးနောက် boss ရှိတဲ့ပတ်စံတွေလိုက်ကောက်တယ်ဗောနော်ဒီဒုတ်ကောင်းတဲ့အဖိုးရတယ်လိုက်ရဟဲ့ရောက်ကြီးကိုစကတ်မတော်ဖြစ်နေရငါ့ကိုတော်လေးလိုက်လှုပ်ချင်နေရရောက်ကြီးနှစ်ကောင်ကောင်းပြီးတော့မကြောက်နဲ့အဲ့လိုချိန်မျိုးဆိုမကြောက်နဲ့ RTVI ပြန်ဖြဲပြီးတော့ဆော့တော့ဆို aggressive ဆန်တာဆိုကိုကန်ရတာယူဆောင်ကလေးကလာတီကောင်မဟုတ်ဘူးကွာယူဆောင်အမှပေဖိုင်မှညာရှိရ spare 2နဲ့ခဲမယ် spare 2လေးတီချာလေးတုံးပြီးတော့မှနှစ်ကောင်တော့အပစ်အောက်ကလေးတွေ့နော်ဒီကောင်နေတီကောင်ပရိုလေးမဟုတ်ငကားပရိုလေးဆိုပေမဲ့လည်းအချိန်နေနဲ့အချိန်ခါရတော့ခြုံအောင်ရမှာပဲလေပါလိုက်ကလင့်လေးကိုပဲစပယ်တူလေးနဲ့အုပ်ပြီးတော့စပယ်တူလေးတခြားလေးတုံးပြီးတော့ပဲဖျဲလိုက်တယ်ဘက်ကတွေပါရှိတော့ဆိုလည်းမကြောက်ဘူးတဲ့စပယ်1နဲ့ AC ပဲထည့်ပြီးတော့ flooring pass အကောင့်နဲ့ပဲပေါ်လိုက်ခွင်းနဲ့ view လေးပဲစပယ်3 party fan အုံးနဲ့ပဲ RD brown ဘာညာစပါကလာဆိုပြီးတော့ပဲအကုန်လုံးတီးထည့်ပေးလိုက်တယ်ချုံထဲမှာဒေါကောင်းနေဖိုးမီနီယံဒါပဲဒေါကောင်းနေဖိုးလေရှောမီနီယံလေးပါရအောင်ဒီပွဲလို့တီကောင်ပရိုလေးမဟုတ်လေငကားပရိုလေးဖြစ်နေပြီရောင်ရေးဆိုင်ကြီးလိုတော့ကတော့ငါမလုပ်ချင်လို့ဘတ်လာပါဆိုဒီဘူအောင်လေးတစ်မျိုးရောဘူအောင်လေးလို့အိမ်မြောက်ဒုံဖောင်လေးနဲ့ပဲမှု့တယ်ရောင်မှု့ကော်ဖီမှု့တယ်မျိုးမှု့စပယ်3လွဲတယ်ရတယ်ဘူအောင်လေးဝအိမ်နဲ့စပယ်1လေးနဲ့ဖြဲတယ်ရောင်တေဝိုင်းဘူအောင်လေးအမကွင်းဝဲရလဲကောင်းကျင်တော့လာရနေရောင်ရေးဒီကောင်ပရိုလေးတော့စပယ်3စပယ်1နဲ့ရှိတယ်မလေးအကုန်နှိပ်ဘာမှမကြောက်နဲ့အမနော်ဒီကောင်မဟုတ်ပဲငကားမတရားလို့အမောက်ထောင်ပြရတယ်ကွာနောက်ဆုံးတော့လေဘာမှမတတ်နိုင်တော့ဆုံးဒီကောင်ပရိုလေးတို့အတင်းရမယ်နိုင်ရရှိသွားပြီးတော့ပဲဗီဒီယိုဆိုအတန်းကြီးအကျယ်ကြီးဖွင့်ပြီးတော့ကြွားပြလိုက်တော့တယ်ကြည့်လိုက်တော့မင်းတို့ကောင်းနေမြင်ကြည့်လိုက်တော့မင်းကမှစတာ125ပဲရှိသေးရောကွာ